Rookie Rosa ဆိုလို့ရှိရင် Super လက်ကိုနိုင်ပြီးတဲ့နောက်မှာလက်ရှိ Kickboxing ဗဒဝိတ်တဲ့ Champion ဖြစ်တဲ့ Jonathan Hungary နဲ့လက်ရှိမှာလက်ရည်ရမ်းတက်နေတဲ့ Navi တို့ကိုနိုင်ပါတယ်ဆိုပြီးတော့လေတိုက်လာတာပဲဖြစ်ပါတယ်။မင်္ဂလာပါ Fight Permit ကနေကြိုဆိုပါရစေ။ Rookie Rosa ကလက်ရှိမှာတော်လေးကိုလက်ရည်ကောင်းတဲ့ကစားသမားလို့ပြောလို့ရတယ်။ခြေခံအားတော်ပြင်းတာကြောင့်နာမည်ရနေတဲ့ကစားသမားလည်းဖြစ်ပါတယ်။ One Championship မှာ3ပွဲကစားထားပြီးတော့3ပွဲစလုံးကိုအနိုင်ရရှိထားပါတယ်။ Rookie Rosa ကအရင်တော့ K1 background ကနေလာတာဖြစ်ပြီးတော့ K1 မှာလည်း Champion တယောက်ဖြစ်ခဲ့တာပါ။ဒါပေမဲ့K1 မှာထိုးခဲ့တဲ့ပွဲမှန်သမျှမှာလည်းလုံးဝရှုံးပွဲမရှိသေးပါဘူး။ဒါကြောင့်မို့ Rookie Rosa အနေနဲ့ပညာကုန်မောက်နေရလို့ပြောလို့ရတယ်။ Rookie Rosa ကတခြားဂျပန် fighter တွေနဲ့မတူဘဲနဲ့လက်ရှိ1မှာထိုးနေတဲ့ဂျပန် fighter တွေနဲ့မတူဘဲနဲ့ respect လေးသိမ့်မရှိတဲ့ပုံစံတော့ခံစားရတယ်။ Super လက်ကိုအနိုင်ရရှိပြီးတဲ့နောက်မှာတော့သူ့ဘက်ကနေအကုန်လုံးကိုပတ်ပြီးတော့စိန်ပတ်ခေါ်နေတာကိုတွေ့ရှိရပါတယ်။ Rookie Rosa လက်ရှိထိုးတန်းနေတဲ့ဝိတ်တန်းရဲ့ Champion က Jonathan Hungary ဖြစ်ပါတယ်။ဒီဝိတ်တန်းရဲ့ဘတ်တယ်ဝိတ်တန်းမှာလုံးဝလက်ဆန်းကောင်းတွေပြပြီးတော့ဖုံးမိနေလာတောက်ဝနေတာကနာဘေးကဆိုလို့ရှိရင်ဒီဘတ်တယ်ဝိတ်တန်းမှာဘယ် fighter မှမနိုင်လောက်အောင်ကိုလက်စွမ်းနေတော်တော်ကောင်းနေတာကိုတွေ့ရပါတယ်။ပညာပိုင်းလည်းတော်တော်လေးကိုကောင်းလာတယ်။နောက်ပြီးတော့သူ့ရဲ့ physical ပိုင်းအားသာချက်ကောအဲ့နှစ်ခုပေါင်းပြီးတော့ဒီဘတ်တယ်ဝိတ်တန်းမှာနာဘေးကကြီးစိုးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီဝိတ်တန်းမှာတကယ်လို့ Champion လူပွဲအနေနဲ့ Kickboxing မှာ Jonathan Hungary နဲ့နာဘေးနဲ့ကိုတည့်ပေးမယ်ဆိုလို့ရှိရင်လည်းနာဘေးပဲနိုင်ဖို့များတယ်။ဒီဘတ်တယ်ဝိတ်တန်းမှာအားလုံးထင်ကြီးပေးနေတာက Jonathan Hungary နဲ့နာဘေးနဲ့တွေ့ကြလို့ရှိရင်နာဘေးနိုင်ပြီးတော့ဒီ Kickboxing ရဲ့ Champion ခပတ်ကိုနာဘေးရရှိသွားမယ်လို့အားလုံးထင်ပြီးသားအမှန်တကယ်ဆိုလို့ရှိရင်ဒါကလည်းဖြစ်နိုင်ရှိတယ်။ဘာကြောင့်လဲဆိုတော့ Jonathan Hungary နဲ့ Super လက်တို့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲမှာ Super လက်က Jonathan Hungary ကိုအနိုင်ရရှိခဲ့ပါတယ်။ဒီလိုပဲ Super လက်နဲ့နာဘေးနဲ့တွေ့ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်လက်နာဘေးက Super လက်ကိုအငင်းပွားပဲမရှိထိုင်းအဆုံးဖြတ်နဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီပွဲစဉ်နှစ်ခုလုံးကမွေထိုင်းရဲ့စီးမင်းအောက်ကထိုးခဲ့ကြတယ်ဆိုပေမဲ့ Kickboxing ပိုင်းနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်အများကြီးကွာခြားနေလိုက်မယ်လို့မထင်ဘူး။လက်ရှိနာဘေးက One Championship မှာထိုးတက်ခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင် Kickboxing ပိုင်းမှာတော်တော်လေးကိုပညာသားရနေပြီလို့ပြောလို့ရတယ်။ Kickboxing မှာတော်တော်လေးကိုဖုံးမိနေလားတောက်ပနေတဲ့အချိန်လို့ပြောလို့ရတယ်။ဒါကြောင့်မို့ Jonathan Hungary အနေနဲ့နာဘေးကိုနိုင်ဖို့မဖြစ်နိုင်ပါဘူး။ဒါကိုပြီးခဲ့တဲ့ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့ Rookie Rosa အနေနဲ့နာဘေးကိုအသာလေးအမောက်သိမ့်နိုင်တယ်လို့ပြောလာတာပဲဖြစ်ပါတယ်။ Rookie Rosa ပြောဖို့ရဆိုလို့ရှိရင်ဘတ်တယ်ဝိတ်တန်းရဲ့ Champion က Jonathan Hungary နဲ့ Rookie Rosa နဲ့တွေ့တဲ့အချိန်မှာ Rookie Rosa ကသူကိုယ်တိုင်အနိုင်ရရှိမယ်လို့လုံးဝကြီးကိုယုံကြည်နေတာလည်းပဲဖြစ်ပါတယ်။တကယ်လို့ Jonathan Hungary ကိုအနိုင်ရရှိမယ်ဆိုလို့ရှိရင်သူကဝေါ်တိုက်တဲ့စုကိုရရှိမှာဖြစ်ပါတယ်။နာဘေးအနေနဲ့ဝေါ်တိုက်တဲ့စုကိုတကယ်လို့လိုချင်တယ်ဆိုလို့ရှိရင်သူစီကနေလာလူဖို့ပြောကြားထားတာလည်းပဲဖြစ်ပါတယ်။ Rookie Rosa ကလက်ရှိသူပြောနေပုံရဆိုလို့ရှိရင် Jonathan Hungary ကနာဘေးကိုပါသူကအလွယ်တကူနဲ့အမောက်သိမ့်နိုင်တယ်ဆိုတဲ့အကြောင်းကိုပြပြလာတာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ထင်ရဆိုလို့ရှိရင် Jonathan Hungary နဲ့တွေ့တဲ့ပွဲမှာဆိုလို့ရှိရင်နိုင်ကောင်းနိုင်နေတယ်ဆိုပေမဲ့နာဘေးလို fighter မျိုးနဲ့တွေ့လို့ရှိရင်တော့တော်တော်လေးကိုမလွယ်ကူတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ Rookie Rosa က Kickboxing ပိုင်းမှာတော်တော်လေးကိုကောင်းတယ်ဆိုတာမှန်ပေမဲ့နာဘေးနဲ့ရှင်လို့ရှိရင်တော်တော်လေးကိုကွာခြားမှုတွေရှိနေပါလိမ့်မယ်။နာဘေးလို physical ပိုင်းမှာတော်တော်လေးအားတာတဲ့ fighter မျိုးနဲ့ရှင်လို့ရှိရင် Rookie Rosa အနေနဲ့အများကြီးပြင်ဆင်ဖို့လိုလိုက်မယ်လို့တော့ထင်ပါတယ်။ One Championship အနေနဲ့ Rookie Rosa ကိုတစ်ချိန်မှာ Champion ကပတ်လူပွဲအနေနဲ့ပွဲထုတ်လာမယ်ဆိုတာတော့ကျင်းတွေပြောရတယ်။ဒီအချိန်ကြလို့ရှိရင်လက်ရှိ Kickboxing မှာတော်တော်လေးကိုကောင်းနေတဲ့နာဘေးနဲ့ Jonathan Hungary နဲ့တွေ့ရမှာတော့ကျင်းတွေပေါ့ဝဲ Rookie Rosa က Kickboxing မှာတော်တော်လေးကိုပညာကောင်းတယ်တခြားကျန်တဲ့ fighter 2ယောက်ကလည်းပညာပိုင်းမှာကောင်းတယ်ဆိုပေမဲ့ Rookie Rosa ကပိုတာလိုက်မယ်တော့ထင်တယ်ဒါပေမဲ့ physical ပိုင်းအားသာချက်အရာမှာဆိုလို့ရှိရင်တော့နာဖေးကသူတို့2ယောက်လုံးထက်ကိုပိုပြီးတော့အားသာနေတာတွေ့မြင်မှာဖြစ်ပါတယ် Rookie Rosa အနေနဲ့တကယ်လို့ပွဲထိုးဖြစ်မယ်ဆိုလို့ရှိရင်လည်းသူကတာကဲရူလိုပဲ Kickboxing မျိုးထဲမှာပဲထိုးတတ်မှာလည်းပဲဖြစ်ပါတယ်သူကဘယ်တော့မှမွေထိုင်းမှာသွားကစားမှာမဟုတ်ပါဘူးတကယ်လို့မွေထိုင်းမှာကစားခဲ့လို့ရှိရင်သူ့အနေနဲ့တော်တော်လေးကိုခံရမှာဖြစ်ပါတယ်စိတ်ဝင်စားစရာရှိတာက One Championship ဘက်ကနေပြီးတော့တကယ်လို့ Rookie Rosa ကိုပွဲတက်ပေးမယ်ဆိုလို့ရှိရင်အရင်ဆုံးဘယ်သူနဲ့တည်ပေးမှာလဲနာဗီနဲ့တည်ပေးမှာလားဒါမှမဟုတ်လို့ရှိရင် Jonathan Hungary နဲ့တိုက်ရိုက်တည်ပေးမှာလား
ကျွန်တော်စိတ်ရင်ပြောရမယ်ဆိုလို့ရှိရင် Rookie Rosa အနေနဲ့သူတို့နှစ်ယောက်နဲ့မတွေ့ခင်မှာဂျားပွဲလေးတွေထိုးရလိုက်အောင်မယ်လို့တော့ထင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ One Championship ဘက်ကနေဒီလို3ပွဲလောက်ပဲထိုးရတဲ့ fighter မျိုးကို Champion လူဝက်တန်းတင်ပေးလိုက်မယ်လို့တော့မထင်မိဘူး။ဒါပေမဲ့တင်ပေးလိုက်တာမျိုးလည်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ K1 မှာသူက Champion ဟောင်းဖြစ်တာနဲ့အညီရှုံးပွဲကလည်းတပွဲမှမရှိသေးဘူး။ဒါကြောင့်မို့သူ့အရေးချင်းကလည်း short တွက်လို့မရတဲ့အထက်မှာပါတယ်။ဒါကြောင့်မလို့ဒီလိုပြိုင်ပွဲတွေမှာဘယ်လိုဖြစ်သွားမလဲဆိုတာကဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာကတကယ်လို့ပွဲတဲ့ပေးတယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့နာဘေးနဲ့ပဲတည်ပေးမလားဂျိုနာသန်ဟန်ဂရီနဲ့တိုက်ရိုက်တည်ပေးမလားဆိုတာကိုပဲစိတ်ဝင်စားပွဲနဲ့စောင့်မျှော်ကြည့်ရှုရမှာလည်းဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ 5 cut တွေ 5 analysis တွေနဲ့ပွဲကြည့် comment ချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်ဒါကြောင့်မို့ like share subscribe လေးနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်